အရင်ချစ်တဲ့ပစ္စည်းလေးတွေသုံးရတာအဆင်ပြေညီမလေးရဲ့တနေ့ကုန်လှနေရောတဲ့ကျေးဇူးအများကြီးတင်ပါတယ်မမရေမမကအခုထပ်ပြီးတော့ဝယ်ဖို့လဲဈေးတွေလည်းမေးထားသေးရထပ်ပြီးတော့ဝယ်ဖို့လည်းပြောထားသေးရပေါ့နော်ကျေးဇူးတကယ်ကိုအများကြီးတင်ပါတယ်မမရေမမကိုပစ္စည်းပို့တော့ဆိုလို့ရှိရင်အနည်းနဲ့2ယောက်သားလေးဖော်တော့ထည့်လိုက်မိရဲ့လားဆိုပြီးတော့လေအသေးအနည်းပြန်ရှာပါဦးမမကဖော်တော့ပေးုံထည့်ပေးုံပြောထားတာအဲ့ထည့်လိုက်မိရလားမထည့်လိုက်မိလားအနည်းနဲ့မမနဲ့အထုပ်တွေကများတော့တယ်တမီးလေးတဲ့ထည့်လိုက်မိလားမထည့်လိုက်မိလားမသိဘူးတော်တော်များများထုတ်ထားတော့တမီးအကုန်လုံးထည့်ပေးပါရဲ့အဲ့လိုမျိုးပြောနော်2ယောက်သာတိုင်တွေကိုပတ်နေရတာကျေးဇူးအများကြီးတင်ပါတယ်မမရေဖော်လုံးလေးလည်းပါသွားတယ်တဲ့ဆိုဝမ်းတာဝါပဲသူများကလူတဲ့ဟာကိုဖြည့်စည်းပေးနိုင်တယ်တော့ပြောတယ်လေကျေးဇူးအများကြီးတင်ပါတယ်ရှင်ဘီမီယာထွက်သမျှကလေရှောက်မျိုးလုံးကတော့တကယ်ကိုအကုန်လုံးကိုကောင်းတာမမရေဒီလားအခုဆိုလို့ရှင်လေမင်းကပထမတော့ရောင်းတာမမရေမိတ်ကပ်နဲ့နှက်ခမ်းနေနဲ့ရောင်းတာနှက်ခမ်းနေနဲ့မိတ်ကပ်တော့မှရင်တော့နှက်ခမ်းနေကိုအရင်ဆုံးစရောင်းတာပေါ့နော်ကိုသုံးရင်းနဲ့မှကြိုက်လို့နှက်ခမ်းနေကိုရောင်းပြတာရောင်းပြရင်းနဲ့မှတခါမိတ်ကပ်ကိုထပ်ပြီးတော့သုံးတယ်သုံးရင်းနဲ့တခါမိတ်ကပ်ထပ်ရောင်းတယ်အဲ့အချိန်မှလည်းမမရေဖုန်းကိုလေထမင်းစားချိန်တော့မနာရအောင်ဖြေရပြီးတော့တောက်လျှောက်ကိုရောင်းခဲ့ရတာအခုဆိုလို့ရှင်လဲ6မျိုးတစ်ဆက်4မျိုးတစ်ဆက်6မျိုးတစ်ဆက်တွေဝယ်တဲ့ရောင်းတဲ့အချိန်မှလည်းလေအရန်ကိုအားပေးကြတာတကယ်ကိုအားပေးကြတာတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်ဒါကလေသုံးတဲ့သူရှိလို့ကြိုက်တဲ့သူရှိလို့လည်းအခုလိုရောင်းရတာပေါ့နော်အားပေးကြတဲ့တယောက်ချင်းစီတိုင်းလည်းတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်လို့ပြီးတော့အခု6မျိုးတစ်ဆက်ယူမယ်ဆိုလို့ရှိရင်အခု promotion ကာလလေးကကုန်တော့မှာဆိုတော့ဒီနေ့ပဲနေ26 4ရက်ပဲလို့5ရက်ပဲလို့ရနော်9ရက်ပဲလို့တော့တယ် promotion ကကြတော့3လပိုင်း31ရက်နေ့ပဲဆိုတော့9ရက်ပဲလို့ပါတော့တယ်ရှင်9ရက်ပြည့်တယ်ဆိုလို့ရှင် promotion ကာလလေးကကုန်သွားပါပြီအခု6မျိုးတစ်ဆက်လေးယူမယ်ဆိုလို့ရှင်အရဲတန်တဲ့ဈေးနှုန်းလေးနဲ့ရပါမယ်ရှင်6မျိုးတစ်ဆက်ကကြမျက်နှာအတွက်လိုအပ်တဲ့ဟာတွေအကုန်လုံးပါတယ် skin care ကနေစပြီးတော့makeup နှက်ခမ်းတွေအကုန်လုံး6မျိုးလုံးပါတယ်ပေါ့နော်ဆိုတော့ပြီးရင်ဒီရဲ့ sunscreen လေးဆိုလို့ရှင်လည်း promotion ချထားတာအရန်တန်တယ်ပြီးတော့ဒီ sunscreen ဆိုလို့ရှင်လည်းယောက်ျားလေး main ကလေး2ဦးလုံးသုံးလို့ရရဖြစ်တဲ့အတွက်အရန်ကိုအဆင်ပြေပါတယ်ရှင်ဒီ6မျိုးလုံးကိုယူမယ်ဆိုလို့ရှိရင်ပုံမှန်ဈေးဆိုလို့ရှိရင်3,800နဲ့9,500ပါ3,800နဲ့9,500ကိုအခုကpromotion ကာလလေးရှိကြဖြစ်တဲ့အတွက်8,000လဲဈေးသက်တာပါမယ်ဒီ6မျိုးလုံးယူရဆို8,000အပြင်ကိုဒလီကလည်းမြန်မာနိုင်ငံအတွင်းဒလီရောက်တဲ့မြို့နယ်တွေအကုန်လုံးကိုဒလီကလည်း free လုပ်ပေးတာဖြစ်တဲ့အတွက်အရန်ကိုတန်ပါတယ်တက်ဆက်လုံးဆိုလို့ရှိရင်2,000နီးပါးလောက်တက်တာပေါ့နော်2,000နီးပါးလောက်တက်တာဖြစ်တဲ့အတွက်ဝယ်ထားကြပါလို့မရတော့တိုက်တွန်းပါတယ်လိုအပ်တယ်ဆိုရင်တစ်ခါရဲယူထားပေါ့နော်တကယ်လို့မှ promotion ကာလလေးကုန်သွားတယ်ဆိုလို့ရှိရင်တော့ပုံမှန်ဈေးလေးနဲ့ပြန်ဖြစ်သွားတယ်မှာပေါ့နော်ပုံမှန်ဈေးနဲ့ပြန်ဖြစ်သွားရင် short ဈေးလေးမရတော့မှဆိုလို့ပါရှင်အဲ့ဒါလေးလာပြောပြတာပါကျေးဇူးအများကြီးတင်ပါတယ်ဒီနှွေးတုံနာလေးဆိုလို့ရှိရင်လည်းအရင်အဆင်ပြေတဲ့နှွေးတက်တုံနာတက်လည်းလုံးဝသုံးစရာမလိုဘူးအနက်လေးကသူ့အနက်လေးနဲ့တော်တော်ကိုလန်းဆန်းစေတယ်ပေါ့နော်အရင်မိုက်ပါရဲ့ရှင်ထွက်သမျှပစ္စည်းရတော့